ရားကတော့ပကံမြို့ဟောင်းအတွင်းအရှိတောင်ဘက်တောင်မှာတည်ရှိပါတယ်။တပည့်ညုဖျားဟာအလောင်းစီသူမင်းရဲ့ကုသိုလ်တော်ဖြစ်ပြီးတော့ပုပ္ပါယုံကျောင်းတော်ကြီးကိုအတုယူတည်ထားကိုးခဲ့တာလို့အဆိုရှိကြောင်းလေ့လာသိရှိရပါတယ်။ပကံတဝိုက်မှာဒုရေကြီးမားလာပြီးဉာဏ်တော်အမြင့်မားဆုံးဂုဖျားကြီးဖြစ်တာမို့အဝီးတနေရာကကြည်ရင်တော့ထင်ရှားပေါ်လွင်နေမှာပါ။တပည့်ညုဖျားကြီးဟာဉာဏ်တော်ပေ200လောက်အမြင့်ရှိပြီးရှေးခေတ်အခါကတော့ရဟန်းတန်ဃာတော်တွေပရိယတ္တိစာပေလေ့လာဖို့နဲ့ဗိဓကတိုက်တဲ့ပွဲအသုံးပြုခဲ့ကြတယ်လို့လေ့လာသိရှိရပါတယ်။တပည့်ညုဖျားကြီးဟာလေးတဲ့လှိုင်ကိုဖျားကြီးဖြစ်ပြီးတော့စင်းနူတော်ကြီးထားရှိတဲ့ကန္နဂူရီတိုက်ခေါင်မှုပေါ်မှာအုတ်တွေနဲ့ပဲတိဆောက်ထားတာဟာလဲထူးခြားတဲ့ဘိတုကလက်ရာဖြစ်ပါတယ်။တပည့်ညုဖျားကြီးပါပကံမှာညံတော်အမြင့်ဆုံးဖျားကြီးဖြစ်ပါတယ်။နောက်ပကံရှိပင်နေတဲ့တက်မှာစားလုံးတန်းခဲ့တဲ့ဖျားလေးရှိပါတယ်။ဖျားလေးစုထဲမှာအနုမှာအနန္နာအမြင့်မှာတပည့်ညုဒုမှာတမယံဒုမှာရှိစိကိုဒီဖျားလေးဆိုတာရှိပင်နေတဲ့တက်ကလေးစားလုံးတန်းခဲ့တဲ့ဖျားလေးဆိုတာအဲဒီဖျားမှာဒီဖျားပကံမှာညံတော်အမြင့်ဆုံးဖျားကြီးပါဒီဖျားရဲ့ညံတော်200နဲ့မှတပည့်မြင့်ပါတယ်အလောင်းစီတုမင်းကြီးတည်ထားကိုခဲ့ပါတယ်အလောင်းစီတုမင်းရဲ့ဖေးရဆိုရင်စောယွန်းဆိုတာစောလို့မင်းရဲ့သားတော်စောယွန်းချဲ့အလောင်းစီတုမင်းရဲ့မေတော်ကရွှေအင်းစီကတော့ကျန်စစ်သားမင်းရဲ့တမီးတော်စောလို့မင်းရဲ့သားကျန်စစ်သားမင်းရဲ့တမီးစောယွန်းနဲ့ရွှေအင်းစီမွေးရခါအလောင်းစီတုမင်းကြီးမွေးရအလောင်းစီတုမင်းကြီးနန်းတော်မှာမွေးရခါမှာနန်းတော်ကစီကတီးလူမရှိရနဲ့ပြုတ်လို့လျောက်မြင်းနေရတကားဖွင့်မထားတဲ့ပြုတ်လို့လျောက်ပွင့်နေရဒါကြောင့်မလို့အလောင်းစီတုမင်းကြီးကိုဖုန်းကိုကြီးလို့ဆိုပြီးတော့ထင်းနှံပေးရခဲ့တယ်ဘီရင်ဖြစ်တဲ့ခါမှာတပည့်ညုဖျားရုပ်တင်ထားကိုခဲ့တယ်ဘာလို့တပည့်ညုဖျားလို့မြည်ပြီးတော့တကယ်အောင်ဆိုတော့ဂေါရမမြတ်စွာဘုရားရဲ့အလုံးစုံတည်မြင့်တဲ့တပည့်တုတ္တဉာဏ်အလုံးစုံတည်မြင့်တပည့်တုတ္တရှင်ဉာဏ်တော်ကိုပြင်မှန်းပြီးတော့ဌာနပြုတဲ့အတွက်တပည့်ညုဖျားဆိုပြီးဒီထားကိုခဲ့ရအလောင်းစီတုမင်းကြီးကဒီတပည့်ညုဖျားကြီးကိုဖူးတဲတဲ့အခါမှာလည်းအခုလိုကျွန်တော်တို့ဖျားဖူးဖို့ရတခုတဲ့အတွက်မဟုတ်ဘူးဖျားဖူးဖို့ရတခုမဟုတ်ဘဲနဲ့အလှူလို့ဓမ္မယုံလို့ကျောင်းဆောင်လို့အတွက်ပါအသုံးပြုလို့ရအောင်လို့ဒီကျောင်းဆောင်ကိုဆောက်လုပ်ထားပါဒီကဏ္ဍကုတိတိုက်ကျုပ်တိဆောက်ထားပါဟုတ်ဒီကျောင်းသားဆိုရင်ကျောင်းမကြီးဝိသခတူတန်းခဲ့တဲ့ပုပ္ပါယုံကျောင်းပုံစံနဲ့တူရပေါ့ဒါတော့ဒီတပည့်ကြီးပြပကမကျန်တော်အမြင့်ဆုံးဘုရားဒီဘက်ပြီးမှရှေ့ရွာတော့ဓမ္မပါဠိစာလက်ရုပ်ထုရုပ်ခေါ်တယ်ဒီမှာရှိရဲ့လက်ရုပ်ထုရအာနန္ဒာနဲ့တပည့်ကြီးဒီဖျားနဲ့စုပါပဲရှိတယ်ကျန်တဲ့ဖျားမှာမရှိဘူးဒါကတော့အပေါ်တက်ရတယ်အယုံမှာဒီဖျားပကမအမြင့်ဆုံးဘုရားဆိုတော့ဖျားမှာအပေါ်တက်ကြည့်လို့ရတယ်မသူတို့ဘုရားနဲ့ပြေးတယ်နားမလားတော့ရှိတယ်ဒါဒီမှာဆက်ရောက်တာရှိမှလူကြီးများဘုရားကိုခံရတာကျွန်တော်ပြင်ဒီလက်ရည်တစ်ပတ်ရှိတယ်လက်ရည်တစ်ပတ်ရှိတဲ့အခါမှာကိုဘမှာသူ့တောင်းကြည့်ပြီးတော့ဖျားဆိုတဲ့ဖျားရှိတယ်အဲဒီတောင်းကြည့်ပြီးတော့ဖျားနာမှာတမန်ရောက်ရှင်းပြလို့နားမှာရှင်းလိုက်ပါမယ်အဲဒီတောင်းကြည့်ပြီးတော့ဖျားကြတော့ပလင်အောက်မှာ6လေးဆင်းထားတယ်ဒီပလင်မှာတင်းကြီးခွေထိုင်ထားတယ်ပလင်အောက်မှာ6လေးဆင်းထားတယ်သူ့တောင်းကြည့်ပြီးတော့ဖျားလို့ခေါ်တယ်ဘာလို့လဲသူ့တောင်းကြည့်ပြီးတော့ဖျားလို့ခေါ်ဆိုတော့ဘောရမမြတ်စွာဘုရားမဖြစ်ခင်တိဋ္ဌကမင်းသားဘဝနဲ့မှာမြတ်စွာဘုရားတိဋ္ဌကမင်းသားတောထွက်တယ်တောမထွက်ခင်မှာသူကဆူတောင်းတာရဲ့ငါဒီလုံးစုံတိမိနဲ့ဉာဏ်တော်ရမယ်ဆိုရင်သူ့ရဲ့ဆန်တော်ကိုဖျက်ပြီးကြတော့ငါဒီလုံးစုံတိမိနဲ့ဘုရားဖြစ်လို့ရောက်မယ်ဆိုရင်ဒီဆန်တော်ကမြေကြီးတို့မကြောက်နဲ့အထက်ကောင်းပြီးတော့တက်ပါစီလို့ဆူတောင်းတယ်အဲခါမှာကောင်းပြီးတော့တက်တယ်တဲ့ခါမှာတိဋ္ဌကမင်းသားတောထွက်ပြီးခုနှစ်နှစ်ကြည့်ကြတဲ့ခါမှာလုံးစုံတိမိနဲ့တပြည့်တပိလုဒရှင်ဉာဏ်တော်ရတာဘုရားဖြစ်နေရောက်တဲ့ခါကျတော့ဘုရားဖြစ်တော့သူ့ရဲ့ပြီးတော်ဝင်ပြီးတော့ဒီသားဖြစ်တဲ့တော်တော်ရာကိုပထမဆုံးဘုရားပြန်ဟောတယ်ဒီကပြီးတော်ဝင်ပြီးတော့ဘုရားကိုတရားဟောတဲ့အချိန်မှာဘာလို့တလင်ကကျောင်းကအောက်ကိုတလင်အောက်ကိုဆင်းအောင်မြတ်စွာဘုရားရဲ့ဒီတရားတော်တရားမြတ်စွာဘုရားရဲ့ချီးမွမ်းမှုအထက်မှာသူ့ရဲ့စံကြေးတော်ကိုတက်ပြီးတရားနာနေတဲ့မြတ်စွာဘုရားခြေအောင်ဆင်းနေတာအဲတော့ဒီဘက်ပိုင်းကဘုရားမှာရောက်တာပါပြီးရင်ဒီလက်ရဒီဘက်ပဲဟုတ်ဒါလက်လောင်ဒါဟိုဘုရားဘာသာမထုံးကားခင်မှာဆိုလက်တွေကိုပိုးပဲခဲ့တဲ့ဒီကက်ကလာတဲ့ကျင်းတွေကြည့်အောင်ပြန်ရောမဲဆမ်းမရမယ်ကိုဘမှာရှိရဲ့ဖျားကလက်လောင်ကြောင်းဖျားလက်လောင်ကြောင်းဖျားဆိုတာနော်ရထားမင်းလက်ထက်မတိုင်ခင်ဖျားပေါ့အဲလက်လောင်ကြောင်းဖျားရှိခေရုံမှာဗုဒ္ဓဘာသာမထုံးကားခင်မှာရင်နော်ထားမင်းလက်ထက်ကတော့ဖျားဝါဒဗုဒ္ဓဘာသာဆိုမထုံးကားတာကိုရှိဘင်းရင်လက်ထက်မှာဗုဒ္ဓဘာသာနဲ့ထုံးကားတယ်အရေးကြီးတယ်ကိုပဲလက်တီကိုလည်းကိုပဲရှေ့မှာမျိုးစုံကိုပဲနော်ထားမင်းလက်ထက်ကဗုဒ္ဓဘာသာကိုပဲလက်လောင်ကြောင်းရှိခေရုံမှာအဲ့ဒီကိုပဲဒီလက်တီကိုကိုပဲအကြောင်းရအခုလက်ရှိပေါ့ကောင်းစားဖို့ပဲလုပ်ငန်းစီးပွားရေးကောင်းတယ်လို့လက်ရှိနေတယ်ဘုရားဘာသာ
နောက်တန်းစီကဘောကကုန်းကောင်းဖို့ဘုရားပါလက်တွေကိုတောင်းပြီးတော့အဲ့လိုမျိုးလက်မျိုးကူးကြတယ်ဘုရားကအနော်ထားမင်းတဲ့ရောက်တဲ့အခါကျတော့တရားဝါဒဘုရားတော်ကိုလည်းကူးရမယ်ဆိုတော့နော်ထားမင်းပုံလို့မြင်တဲ့အခါကျညလက်တွေကိုချိန်ဆက်ကြတယ်မှာဒီလက်တော့ကြောင်းမှာပေါ်ပြသူ့ရဲ့ချိန်ဆက်ကြတယ်ပြင်ပြီးရိုက်ခဲ့ရရ